ဘဝမှာပျော်ရွှင်မှုအစစ်အောင်မြင်မှုအစစ်အတိတ်ပဲအစစ်ချစ်ချင်းမြတ်တာအစစ်တွေလိုချင်နေဆိုရင်ကိုယ်စီမှာပဲရှိတယ်အဲ့ဒီအစစ်တွေကိုထုတ်ပေးနိုင်တာလေကိုတိုင်းပဲဖြစ်တယ်အဲ့ဒီကိုတိုင်းစီကနေပြီးတော့အစီအနှစ်တွေတကယ်အဖြေတွေကိုဘဝရဲ့လိုအပ်တဲ့ကျေနပ်မှုအစစ်တွေကိုကဘာကိုတကယ်စိတ်ဝင်စားတာလဲကိုကဘာကိုယုံကြည်ရလဲဘာကိုလုပ်ရင်ပျော်တာလဲဘယ်အရာကိုလုပ်ရင်အဓိပ္ပာယ်ရှိတယ်လို့ထင်တာလဲဘယ်အရာကိုအတွက်ကိုအကောင်းဆုံးဖြစ်စေမှာလဲအဲ့ဒါတွေကိုသိဖို့ဆိုရင်ကိုတိုင်းရှာဖွေတတ်ဖို့လိုတယ်ကိုအတွက်ကျေနပ်တဲ့အဖြေတွေကဘယ်အချိန်မှာထွက်တာလဲဆိုတာကိုသိဖို့လိုတယ်အဲ့လိုကိုသိသွားတဲ့နောက်မှာကိုတိုင်းကြည်နက်နဲ့အဖြေတွေထုတ်တက်သွားတဲ့နောက်မှာတခြားနေရာတွေစီကနေပြီးခမအဖြေတွေသွားရှာရဲဆိုရင်တော့မှခမပြန်ပြီးတော့အဖြေတိုက်တက်တဲ့အကျင့်တစ်ခုရသွားလိမ့်မယ်အဲ့ဒီအဖြေတိုက်ပြီးတော့မှရလာတဲ့ရလက်တွေပျော်ရွှင်မှုတွေကခမတို့တကယ်ကိုပျော်ရွှင်မှုအစစ်တွေဖြစ်တော့မှဆိုတာခမကိုယ်တိုင်နားလည်လာလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ကိုပြန်လဲရှာဖွေဖို့အတွက်အချိန်ပေးဖို့လိုတယ်ကိုဘဝရဲ့အဖြေတွေကိုယ်တိုင်ရှာဖွေတဲ့နေရာမှာလက်ရှိ run နေတဲ့အချိန်တွေကိုရှော့ချလိုက်ဖို့ပဲခမအချိန်တအားမြန်နေတယ်ဆိုရင်ခမလိုချင်တဲ့အဖြေတွေတွေ့မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ तू ကခမရဲ့အတွင်းထဲမှာရှိနေတာခမရဲ့အတွင်းထဲကိုအချိန်ပေးဖို့အတွက်ခမရဲ့အချိန်တွေရှော့ချလိုက်ဖို့လိုတယ်အချိန်တွေရှော့ပြီးတော့မှပဲခမရဲ့အတွင်းထဲမှာယရနာတိုက်တူးသလိုခမရဲ့ယရနာအဖြေတွေကိုသွားပြီးတော့နှိုက်ရှာလို့ရလိမ့်မယ်ကျွန်တော်တို့ငိမ့်ထက်လေးမှာ trainer coach ဖြစ်ပါတယ်